development မှာတွင်းလာလို့ရှိရင်ပုံမှန်တော့ဟို UK ရယ် US မှာ Imperial ရယ် US Matrix เนาะတို့တို့တွင်းလာကြเนาะ Okay อ่ะ role မှာတော့ဆရာတို့ engineer ကိုပဲယူမယ်ပြီးလို့ရှိရင် configuration မှာတော့ engineering ပေါ့เนาะ engineering ကိုပြီးမယ် Okay လိုက်ရအဲ့မှာ new model ရှိမယ် open model ရှိမယ်ဒါဆိုရင်ဆရာတို့ Tekla Switcher landing ဆိုတဲ့ဟာတစ်ခုရှိတယ်ဆရာတို့အဲ့ထက်မှာ set ဟို desktop ပေါ်မှာလည်းတွေ့မှာပေါ့အဲ့ landing ဆိုတဲ့ဟာမှာပေါ်လို့ရှိရင်ဘာပေါ်လာမလဲသူက engineering sample model တွေပါတယ်အခုဒီမှာဆိုဆရာတို့ open model ကိုတစ်ချက်တော့ဖွင့်ကြည့်အောင်နော် open model နဲ့ဖွင့်ကြည့်လိုက်လို့ရှိရင်ဆရာဆက်မှာတော့လောလောဆယ်ဒီတိုင်းပေါ်နေလိမ့်မယ်နော် C တွေကသူ့ရဲ့ location ကဘယ်ကိုသွားယူနေလဲ C တွေက Tekla Switcher model ဆိုတာကိုသူသွားပြီးရေးနေအဲ့ဒီမှာengineering sample model ဆိုတာတွေ့လားဘာလို့တွေ့လားဟမ်တခုပဲရှိရလားengineering sample model ဆိုတာကိုဖွင့်ကြည့်လိုက်အခုဆရာဒီဆက်ကတော့ဒီမှာကသူကengineering sample model ကသူကအဲ့အလုပ်လုပ်တဲ့ပုံလေးဆရာတစ်ချက်ပြောမှာနော် C ထဲကိုသူက install လုပ်လိုက်တဲ့အချိန်ကျရင်ဘယ်ကိုရောက်သွားလဲဆိုတော့ C ထဲကဘယ်ထဲကိုရောက်သွားလဲဆိုရင် Tekla Switcher ထဲကိုရောက်သွားတယ်တော်တော်ခုနထည့်လိုက်ဒီလိုရောက်သွားတာဒါက installation ဒါကဘာလဲဆိုတော့ဒီ C ထဲက Tekla Switcher 21ဆိုတဲ့ဟာကဘာလဲဆိုတော့သူ့ရဲ့ဟို installation file တွေပေါ့ installation file တွေရှိတဲ့နေရာအဲ့မှာနောက်တစ်ခုကဘာလဲဆိုတော့ C ထဲက Tekla Switcher model ဆိုတာရှိတယ်အဲ့ C ရဲ့ Tekla Switcher model ဆိုတဲ့ဟာကဘာကိုပြောတာလဲဆိုတော့ C ရဲ့ Tekla Switcher model ဆိုတာကဆရာတို့အခုလုံးလိုက်တဲ့အခု create လုပ်မယ်ဆရာတို့ဆွဲမယ် model စောင့်မယ်စာတွေ design တွေအကုန်လုံးဘယ်ထဲမှာသွားပြီးတော့တခါကျရင်ဆရာတို့ပျောက်နေလို့ရှာလို့မတွေ့လို့ရှိရင်ဘယ်ထဲမှာသွားရှာရင်လဲဆိုတော့ဒီ C ထဲမှာသွားပြီးတော့ Tekla Switcher model ဆိုတာလေးကိုသွားရှာလိုက်အဲ့ဒါဆိုရင်ပို့ပြီးတော့ဆရာတို့ရဲ့ပျောက်နေတာဟာဖြစ်ဖြစ်တခုခုပြန်လုပ်ခြင်းနဲ့ဆရာတို့ရဲ့ project model file ကိုဒီမှာသွားပြီးတော့ search လုပ်လိုက်နော်အဲ့ဒါကြောင့်မလို့ဆရာတို့ naming system တို့ဒီကြကြနနာလေးပေးရအောင်ဆရာဆိုရင်အခုဘယ်ကိုပေးတာလဲဆိုတော့သူ့ရဲ့ open ဟိုမှာအခုဒါဆရာပြန်ပြောက်သွားတယ်နော်ဒီ open ကနေပြန်လုပ်ကြည့်လိုက်ရင်ဒါကဘာကိုပြောတာလဲ C ထဲက Tekla Switcher model ဆိုတဲ့ folder ကိုဆရာက default ပေးရတော့အကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ဆရာ browse လုပ်ကြည့်လိုက် browse လုပ်လိုက်လို့ရှိရင်သူဘယ်ထဲမှာသွားရှာမလဲသူရှာခြင်းတဲ့အထက်ကဥပမာဆိုကြပါတော့ C ထဲက Tekla Switcher landing model ဆိုတဲ့အထက်က okay နဲ့ကြည့်လိုက်မယ်ဒါဆိုရင်ပြောင်းသွားပြီလားဆရာတို့ရဲ့အထဲမှာရှိတဲ့ file ဥပမာအဲ့ဒီထဲမှာဆရာဘယ်ကိုရှာမလဲဆိုရင်တော်တော်အခုထဲမှာဆို engineering sample model ရှိနေokay နဲ့ကြည့်လိုက်နော် engineering sample model သူက education နဲ့ version အတွက်အဲ့တော့ဘာကွာတာလဲ Tekla Switcher education နဲ့ Tekla Switcher version 21ပဲ education နဲ့ version ဆိုတာသူကဘာလဲဆိုတော့ landing Tekla Switcher landing ဆိုပြီးရှိတယ်တခုနော်ကျွန်တော်ဒီမှာဆိုရင်ဒါအခု install လုပ်ထားတာဘာလားဆိုတော့ Tekla Switcher landing ဆိုတဲ့ဟာတခုရှိတယ်ဒီအောက်မှာ Tekla Switcher landing ဆိုတဲ့ကောင်အဲ့ Tekla Switcher landing ဆိုတဲ့ကောင်ဘာလုပ်တာလဲဆိုတော့သူ့ install လုပ်လိုက်လို့ရှိရင်သူကဘယ်အချိန်မှာသူကပွင့်လဲဆိုတော့ network နဲ့ချိတ်တဲ့အချိန်မှာပွင့်တယ် internet နဲ့ချိတ်ထားရင်ကိုယ့်ရဲ့ computer မှာ laptop မှာ internet နဲ့ချိတ်ထားတဲ့အချိန်ဖွင့်တဲ့အချိန်လေးပဲ internet ဖွင့်လာလိုက်ဖွင့်တဲ့အချိန်လေးပဲဥပမာဆိုဆရာအခုဆရာဆက်ကလောလောဆယ်ပြဿနာမရှိနော်ဟိုဟာတော်တော်တို့ကိုယ့်ဟာကိုအိမ်ရောက်တော့မှချိတ်ကြည့်တယ်ဆိုရင်ပြဿနာမရှိသူက download ဆွဲတာလည်းမဟုတ်ဘူးဆရာအခု landing ဆိုတဲ့ဟာကိုပေးလိုက်မယ် install လုပ်လိုက်ကိုယ့်ဟာကို install လုပ်လိုက်ပြဿနာမရှိဘူးဘယ်အချိန်ဒီမှာရှိမလဲဆိုရင်သူကဘယ်အချိန်ဒီမှာသူကပွင့်လဲဆိုရင် internet နဲ့ link ချိတ်ထားတဲ့အချိန်မှာပဲပွင့်နေမယ် internet နဲ့ချိတ်တဲ့အချိန်မှာဘာရှိရမလဲဆိုဆရာတို့က Tekla account ရှိရမှာ register account ရှိရမှာ Tekla မှာ register လုပ်ထားသေးလားsoftware ပဲဟိုဟာ software တင်တဲ့အောင်တက်နေလုပ်တယ်ဘာလို့အောင်နော်အဲ့ဒါဆရာတို့ရဲ့ဆရာအခုတင်တဲ့ဟာကဆရာအခုဘာမှဒီ model တွေပဲတင်လိုက်လို့ရှင်ပြဘာမှအကုန်လုံးဆွဲတက်သွားမှာသို့တော့ extra learning လုပ်ဖို့ Tekla နဲ့ပတ်သက်တဲ့ software နဲ့ပတ်သက်လို့အများနဲ့ update ဖြစ်နေဖို့အတွက်ဆိုဘယ်သွားမလဲသူ့ရဲ့ official website ကိုပဲသွားဒါဆရာကိုဘယ်သူမှတင်ပေးရဲ့ဟိုဟာမဟုတ်ဘူးတန်နောက်ပိုင်းကျမှသူများစီမှာသွားတင်ဆရာ AutoCAD တင်တန်းသွားတက်တယ်နော်ဆရာသူများစီသွားတယ် AutoCAD သွားတက်တယ် AutoCAD သွားတက်သူ line တွေဆွဲမယ် command တွေဆွဲမယ်ပြီးရင်ဟိုအိမ်ပုံတွေဆွဲမယ်
mechanical ပုံတွေဆွဲမယ်ပြီးပြီးဒါပဲပြီးရင်ပြီးမေ့သွားအောင်လေသို့တော့ဆရာတို့တခုခုမေ့သွားတာပဲဖြစ်ဖြစ်ပြန်ပြီးတော့လိလာခြင်းတဲ့အခါပြန်လုပ်ခြင်းတဲ့အခါကျရင်ဘယ်သွားလဲတော့ official website ကိုပဲသွား official website မှာသူ့ရဲ့ head file တွေရှိတယ်နောက်ပြီးရင် training material တွေရှိတယ်အဲ့လိုဟာမျိုးတွေကိုကိုကပြန်ပြီးတော့ update ဖြစ်အောင်ပြန်ပြီးတော့ဖတ်ရတာအဲ့တော့ဆရာတို့ရင်မှာတက်လာ website မှာမလုပ်နေတော့တက်လာ website မှာအခုဆရာလုပ်ထားပြီးသားနော် register လုပ်ထားပြီးသားဖြစ်တဲ့ကြောင့်သူဒီမှာတက်လာတယ်အဲ့မှာ default environment ကိုယူမယ် all ပေါ့နော် row က all education နဲ့အနေနဲ့ဝင်မယ် okay အဲ့ဆိုရင်သူဖွင့်ပေးတယ်တကယ်တော့တတိထားမှာက login လုပ်ရမှာ login ပထမဆုံးစပြီးပုံမှန်လာချိန်မှာ login လုပ်ရမှာ login လုပ်ရခြင်းကဘာလို့လဲဆိုတော့ login လုပ်မှဒီအထဲကိုဝင်လို့ရမှာဝင်လို့ရမှာဘာလို့ရမလဲဆိုရင်ဝင်လို့ရမှာ engineering sample model ဆိုတော့ဖွင့်လို့ရမှာနော်ဆရာတို့ကအခုလောလောဆယ်နှစ်မြင်းနဲ့သွားတာပေါ့လေ့လာတဲ့ခါကျရင်ဆရာတို့ကကာဂျီကနေစပြီးတော့တစ်ကနေစပြီးသူ့ရဲ့ဒီတက်ကလာနဲ့ပတ်သက်တဲ့ဟာကြီးဆွဲသလိုနော်ဘာတွေလဲလုပ်ပေးလို့လိုရလဲဆိုရင်ဒီမှာဆိုရင် open education နဲ့ educational version ဟုတ်လို့နော်ဒီမှာဆရာကဒီမှာတွေ့လားပေါ်လာတယ်အောင်မြင်းမြတ်ဆိုပြီးပေါ်လာဘာလို့ပေါ်လာလဲဆိုတော့တက်ကလာကနော်ဒီ register လုပ်ထားတဲ့ဟာနဲ့အခု online ချိန်ထားတော့အခုချိန်မှာပိတ်လိုက်ပါမကြည့်ဘူးအခုချိန်ဆရာပိတ်လိုက်လို့ဒီ software ကြီးပိတ်မတော့သူကစပြီးတော့ဖွင့်ပြီးဝင်တဲ့အချိန်လေးပဲနော်အဲ့ဒီဟာတွေကိုဝင်တဲ့အချိန်လေးမှာဆရာအခုဟိုလုံးမထားလို့လေစီထဲကဘာရှိရဆိုရင်တက်ကလာ structure တက်ကလာ structure landing ဆိုတဲ့ installation file ကိုဖွင့်လိုက်လို့ရင်ဆရာတို့ဒီ folder လေးကသူ့ဟာသူအလိုလိုရောက်နေမှာအဲ့မှာသွားပြီးတော့ okay နှိမ့်လိုက်ရုံပဲတက် class structure landing model အဲ့ဒီထဲမှာ engineering sample model ကိုရွေးလိုက်လို့ရှိရင်အခုချိန်မှာတော့ဖွင့်ပါလားမဖွင့်ဘူးလားokay ဒီမှာသူ run နေပြီနော်ဒီကောင်လေးခဏဆရာပိတ်ထားလိုက်ဖြန်ရမ်းလို့ဖြစ် okay 3D နော်တွေ့ရဆရာတို့ဘာလို့တော့အခုလောလောဆယ် 3D view နဲ့ကြည့်နေတယ် 3D ကိုဘာလို့တော့ add visible view ထဲမှာဟိုလောလောဆယ် add လိုက်ပြီဟုတ်ဆရာတို့လေ့လာတဲ့နည်းနည်းဆိုတာက စီပြီးသား sample model မှာဆရာတို့ components တွေကို edit လုပ်မယ် modify လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဒါကတနည်းနောက်တနည်းကဘာလဲဆိုဆရာတို့အစနဲ့ဆုံးဘယ်လိုလုပ် file တွေကနေစပြီးတော့ဟိုအောက်ကနေပြီးတော့ဒီ grid line တွေ grid တွေအစားဆရာတို့ဘယ်လိုချမလဲဆိုတဲ့ဟာဒါလေ့ဆွဲတာမခက်ဘူးဒါပေမဲ့တကယ်တမ်းဆရာတို့ကဘာလုပ်တတ်ရမလဲဆိုရင် modify လုပ်ရမယ် create လုပ်တတ်เนาะသူဒီမှာသူဆွဲထားတဲ့ဟာတွေပြီးရင် software တစ်ခုကိုလေ့လာဖို့ဆိုရင်ဆရာအမြဲတမ်းလူတွေပြောတယ် software တစ်ခုကိုလေ့လာဖို့တော့အမြဲတမ်း graphical user interface GUI ကိုကျွမ်းကျင်ဖြစ်အောင်လို့ AutoCAD ဆွဲတယ်ဆိုရင် AutoCAD ရဲ့ ribbon အကြောင်းတွေဒီ GUI ဘယ်နားမှာဘာရှိတယ် solid editing tool တွေဘယ်မှာရှိတယ်ပါတယ် command တွေပါတယ်မသိဘဲနဲ့ဘယ်လိုသွားသုံးမလဲဒီ technical knowledge ရှိုံနဲ့မရဘူးလေ design knowledge ရှိုံနဲ့မရဘူးဒီ software ကိုဘယ်လိုဟိုက control လုပ်မလဲဆိုတော့ဒီဟာကိုလည်းကျတို့ view တွေတခါကျရင် rotate လိုက်တယ် zoom in zoom out ဒီဟာလုပ်တဲ့ဟာတွေက software တစ်ခုနဲ့တစ်ခုမတူဘူးအဲ့တော့ကျွမ်းကျင်ဖြစ်ဖို့အတွက်ဆိုရင်ကျတော့အရင်ဆုံး GUI နဲ့ဒီ navigation လုပ်တဲ့ဟာလေးပေါ့နော် navigation လုပ်တဲ့ဟာလေးတွေဒီစားသဘောပေါက်လို့မှရအောင်အဲ့ကျတို့ တက်လာမှာပါရှိတယ်ဆိုရင်သူကအခုဒီမှာဆိုရင်ဘာမှကျတို့အခုလောလောဆယ်ဖွဲ့ထားတာဘာဒီဟာသူ့ရဲ့ model ကြီးပဲရှိတယ်အဲ့တော့အဲ့ model အပြင်မှာကျတို့ကအခုဟိုဒီ software တွေဟိုလုပ်နေဆိုတဲ့အခါကျရင်ဒီမှာဆရာတို့ဘာရှိတယ်ဆိုတော့ M&E လောက်ရရှိတယ် MEP ပေါ့နော်ပြီးလို့ရှိရင်ဘာတွေရှိတယ်ဆိုရင် equipment တွေရှိတယ်ဆရာတို့ equipment ပေါ့ tower crane လိုဟာမျိုးကငါတို့ဘယ်မှာထားမှာလဲနောက်ပြီးလို့ရှိရင်အမိုးဘယ်နားမှာထားမှာလဲအခုဆိုရင် height ထားလို့ပေါ့နော်အခုတော့ပြန် online ပြီဆရာတို့မှာတော့အမိုးတွေရောက်လာပြီနောက်ပြီးလို့ရှိရင် MEP ground ဟောဆရာတို့ဒါလေးတွေလိုက်ပြီးတော့ဒါတွေပါသူကတွဲပြီးတော့လှုပ်လို့ရမှာတခုတည်းနဲ့သူ့ရဲ့တက်ကလာ model ကြီးတခုလုံးတိစောက်နိုင်အောင်လည်းမရအောင်အခုဆိုရင်ဆရာတို့အထဲမှာဘာရှိပြီဆိုရင်ဒါဆိုလုံးဝအထဲကဘာမှမရှိသေးဘူးဆို1နော်ဒီ view နဲ့ကြည့်ရင်အထဲမှာပါဆရာတို့ဘာရှိနေဆိုရင်အထဲက M&E တွေပါဒီမှာတခါတည်းဒီကောင်အထဲကိုဝင်နေဟွာဖြစ်နော် M&E ဒီပြီးတဲ့ line တွေ system တွေကသူကတခါတည်းပဲဒီဟွာမှာနော်
တော့ဒီTekla Switcher Landing ကဘာအတွက်ကြောင့်သုံးတာလဲဆိုတော့ Tekla Switcher Landing မှာကသူက model file တွေဖွင့်လို့ရတယ်ဒီမှာကတော့ဒီလိုမျိုးရှိတယ်အဲ့တော့ဆရာတို့အဲ့ရလုပ်ဖို့အတွက်ဆိုရင်ဘာဝင်လို့လိုလဲဆိုတော့ Tekla account create လုပ်ဖို့လိုတယ်Tekla account create လုပ်တာလည်းဘာမှမခက်ဘူးဆရာတို့ teklaSwitcher.com Tekla Switcherအခုလောလောဆယ်ဒီမှာဆရာ login လုပ်လိုက်မယ် login ဆိုတာကိုရွေးလိုက်ဆရာ login register လုပ်ထားတာမလုပ်ထားတာ login ရွေးလိုက်ရွေးပြီးသွားရင်အဲ့မှာဘာရှိတယ်ဆိုရင်အကယ်လို့ဒါကိုက create လုပ်ထားတာမရှိ create လုပ်ထားခြင်းမရှိသေးဘူးဆိုရင်ဘာလုပ်မလဲဆိုရင်မရှိသေးဘူးရှင်သူကဒီမှာ register လုပ်မှာလားဆိုတော့ဆရာတို့အခုဒီမှာဆိုရင်ဒါ Facebook တွေပါလူတိုင်းဖွင့်နေတာလုပ်နေတာเนาะဒီလောက်ကဆရာပြောစရာတော့မလိုအဲ့တော့ဒါရှိပြီးသားဆိုရင်ဆရာ email နဲ့ password တွေရိုက်ပြီးဝင်လိုက်ရုံပေါ့နော်မရှိသေးရင်မလုပ်မှာ create account လုပ်လိုက်အဲ့ဒီ create account နဲ့ပါဝင်မလဲဆိုရင် create account မှာလုပ်လိုက်တယ် user name နဲ့ password နဲ့ကိုဘယ်မှာသွားဝင်လဲနော်ဆရာတို့ဒီ Tekla Switcher landing ဆိုတဲ့နော်ဒီ educational ဆိုတဲ့ version မှာဝင်တဲ့အခါကျရင်သူမေးလိမ့်မယ်စပြီးတော့ဒီ window ကြီးတက်မလာခင်တည်းကဘာလုပ်မလို့ဒီကောင်တက်မလာခင်တည်းကသူမေးလိမ့်မယ်အဲ့ကြလို့ရှိရင်ခုနကကိုယ့်ရဲ့ user name နဲ့ password မှန်အောင်ထည့်ပြီးတော့ရှင်တစ်ချိန်ပဲပြီးလို့ရှိရင် internet ကိုပြန် offline ပဲရပြဿနာမရှိ internet ကိုဖွင့်လာလဲရတယ်တကွာ तू ကမစားအောင်ဒီ Tekla Switcher ဒီဟိုသုံးချင်းအမြင်ဘာရှိတယ်ဆရာတို့ဒီမှာဟိုဟာရှိတယ်နော် Tekla warehouse လိုဟာမျိုးပေါ့ warehouse ဆိုတာ warehouse မှာဆရာတို့ဘာရှိလဲ warehouse တွေ warehouse လို့ခေါ်တယ် warehouse မှာပစ္စည်းတွေမရှိဘူးလား mechanical ဆိုဆရာတို့ mechanical ပတ်သက်တဲ့ equipment တွေဘားတွေ fitting တွေနောက်ဆရာတို့ချင်းဒီ concrete တုံးတွေကျွန်တော်တရားတွေရှိမှာပေါ့အဲ့လိုပဲသူ့ရဲ့ warehouse မှာက Tekla နဲ့ပတ်သက်တဲ့ warehouse တွေအကုန်လုံးဒီပစ္စည်းတွေပေါ့ဒါရတော့ဆရာတို့ဒီ staircase တွေ handrail တွေနောက်ပြီးလို့ရှိရင် end plate တွေ bar rebar တွေပြီးရင် support တွေဒီလိုဟာမျိုးတွေအားစားသူကမလုပ်ပြင်ဆိုရင် Tekla Switcher open Tekla warehouse လို့ပြောတဲ့ဒီစင်တော့က Tekla warehouse local service ဆိုတော့ install လုပ်ထားအောင်ဒီမှာသွားပြီးတော့သူ့ရဲ့ website မှာသွားပြီးလုပ်ပြရမယ်အဲ့ဒါကတော့မဟုတ်လို့ရှိရင်ဆရာတို့ဒီမှာပါဆိုတော့ Tekla website မှာပါရှိတယ်ဆိုရင် warehouse ဆိုတာရှိတယ်နော် warehouse ဆိုတာရှိတယ်အဲ့ဒီ warehouse မှာသွားပြီးတော့သူရှိပြီးသားဟာလေးတွေကို download လုပ်ကိုလိုချင်တဲ့အတိုင်းအစာလေးဟိုဟာပြောသလိုပေါ့ profile ကိုပြန်ပြီးကိုယ့်ကိုပြန်ရေးဒါမျိုးလုပ်ရတာဒီလိုမျိုး internet နဲ့အဲ့တော့ internet က essential ဖြစ်လာပြီ internet မရှိမဖြစ်လို့လာတယ်လိုတော့မှလာဒါမျိုးလေးချိန်လို့ရတယ်ကြာ internet မကောင်းဘူးဘာလို့မပြောတနေ့လူတိုင်း Facebook တောင်သုံးနေနိုင်တယ်ဒီဟာသုံးတာဘာမှမခက်ဘူးလေသူ့ရဲ့ official website ရဲ့ warehouse.tekla.com နဲ့ဝင်ပြီးတော့ warehouse မှာတရားလေး download လုပ်ရုံပဲဓာတ်ပုံတွေတောင်ကိုကတစ်ခါတည်းကြည့်ရင်းနဲ့ download ဆွဲနေဖုန်းထဲမှာပတ်စံကုန်နေဒီဟာဆွဲတာကိုယ့်ရဲ့အလုပ်တွေအများကြီးသုံးဝင်တယ်နော်ဒီဟာလေး warehouse မှာရှိတဲ့ဟာ download လုပ်လို့ရတယ်ကဲတော့ဒါအဲ့တော့အခုဒီမှာဒါ Tekla Switcher landing ဆိုတဲ့ educational version ကိုဖွင့်အဲ့လိုမဖွင့်မဲနဲ့ရိုးဆရာတို့ Tekla Switcher ရိုးဒီဟာကဘာလဲဆိုတော့ဒါကတော့ professional version အဲ့တော့ professional version မှာ UK engineering နဲ့ဝင်မယ်ပေါ့နော်full နဲ့ဝင်လိုက်မယ် configuration မှာ full လို့ဝင်ကျန်တဲ့လူတွေအကုန်လုံးရဲ့ configuration တွေပါတယ်ဟိုတစ်ခေါက်တော့ကြာပြောပြီးပါရင်နော်ဒီ role တွေကဘာလို့ပွဲသွားတယ်ဆိုတော့နောက် configuration မှာလည်းဒီ detail လား cast in place လား primary เนาะဒီဟာတွေဆရာတို့က educational version နဲ့ဝင်မှာမဟုတ် full နဲ့ဝင်မှာဒီပေါ့နော်